အားလုံးပဲမင်္ဂလာပါ Asian Bro တွေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောင်ကြီးကိုရောက်ခဲ့စဉ်တုန်းကတောင်ကြီးမြို့ရဲ့နာမည်ကြီးထမင်းကျော်ဆိုင်ဖြစ်တဲ့ဥချစ်ထမင်းကျော်ဆိုင်မှာသွားစားဖြစ်ခဲ့တဲ့ဗီဒီယိုလေးကိုပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ဒါတော့ဟိုတယ်ကနေထွက်တာပါနော်ဟိုတယ်ကနေထွက်လာကျွန်တော်တဲတဲ့ဟိုတယ်ကသူကမြို့မဈေးနဲ့တော်တော်လေးကိုနီးတယ်3မိနစ်လောက်ပဲဝေးရတယ်ဟိုတယ်နာမည်ကတော့ Jasmine Palace တောင်ကြီးပေါ့နော်တောင်ကြီးမြို့ရဲ့နာမည်ကြီးဟိုတယ်လို့ပြောလို့ရတယ်ဒီကောင်ဈေးနဲ့တော်တော်နီးတယ်အဲ့ဒီဟိုတယ်မှာကျွန်တော်တဲခဲ့တာပေါ့နော်ဒါတော့မြို့မဈေးရှိတဲ့ဘက်ကိုသွားနေတာဟိုတယ်ကနေမြို့မဈေးကိုအနည်းဆုံး3မိနစ်လောက်ပဲရှောက်ရတယ်တော်တော်လေးနီးတယ်သွားတဲ့အချိန်ကမနက်6နာရီခွဲလောက်ပဲရှိအောင်ပဲဒါကြောင့်တချို့ဆိုင်တွေကမဖွင့်သေးဘူးရာသီဥတုကလည်းအဲ့ဒီအချိန်တော်တော်လေးအေးတယ်နေလို့ကောင်းတယ်ပေါ့နော်လမ်းမှာလည်းလူတွေတော်တော်ရှင်းတယ်ဒါဆိုဒါ main လမ်းမှာကြီးပေါ့နော် main လမ်းမှာဆိုမနက်6နာရီကျော်လောက်ပဲရှိသေးတဲ့အတွက်လူတွေမရှိသေးဘူးเนาะတချို့ဆိုင်တွေကလည်းမဖွင့်ကြသေးဘူးတောင်ကြီးမြို့ကဆိုင်တွေကအနည်းဆုံးတော့9နာရီခွဲ10နာရီလောက်မှဖွင့်တာများတယ်ပေါ့နော်ရန်ကုန်တို့ဘာလို့စောစီးဖွင့်တဲ့ဆိုင်ကတော်တော်လေးရှားတယ်ဒါမြို့မဈေးကိုသွားနေတာဒါဆိုင်ကလေးဆိုင်ကတက်စီကလေးဒါကတော့တောင်ကြီးမြို့မဈေးရဲ့ညာဈေးပေါ့နော်အဲ့ထမင်းကျော်ဆိုင်ကမြို့မဈေးရဲ့ညာဈေးထဲမှာရှိတယ်ဒါအနေနဲ့စောသေးလို့ညာဈေးရဆိုင်နေမဖွင့်သေးဘူးပေါ့နော်ဒီဆိုင်မှာဘာတွေရှိလဲဆိုတော့ကုံစိမ်းဒီတန်းမှာဘာတွေရှိလဲဆိုတော့ကုံစိမ်းတွေထမင်းကျော်ဆိုင်တွေထမင်းဆိုင်တွေရှိတယ်လက်ဖေးဆိုင်တို့ပါလည်းရှိတယ်ပေါ့နော်ဒါဆိုရင်ဘယ်မှာထမင်းဆိုင်စောသေးလို့ထင်တယ်စားလို့တော့သိမရှိကြသေးဘူးတောင်ကြီးကဈေးတွေကအနည်းဆုံး7နိုင်လောက်မှစဆုံးတာပေါ့နော်တချို့ဆိုင်တွေကတော့ဖွင့်နေလာပြီဒါပေမဲ့စားလို့မရှိသေးဘူးကျွန်တော်စားပြခဲ့တဲ့ဥချစ်ဆိုတဲ့ဆိုင်ကအဲ့လိုမနက်စောစီးသွားပြီးစားရတယ်ဟောဒီခုတကဘာလို့ဆိုတော့ဒီဆိုင်ကစားလို့အရင်များတယ်မနက်7နိုင်လောက်ဆိုရင်ဆိုင်ကသိမ်းသွားပြီဒါကျွန်တော်ကန်ကောင်းလို့ပေါ့နော်မနက်စောစီးထပြီးသွားခဲ့လို့စားရတာဒီဆိုင်ချိုးဆိုင်တွေမှာတော့ထိုင်တဲ့လူတွေရှိနေပါတော့ဒီဆိုင်လေးဆိုအီချာကွေးတွေပါရတော့လက်ဖေးဆိုင်ဖြစ်ဖို့များတယ်ဒီဆိုင်ထိုင်တဲ့လူတွေများနေပြီကျော်စားဆိုင်အဲ့ဆိုင်မတ်တရပြီလူတွေစားရရဆိုင်နာမည်ဥချစ်တယ်တောင်ကြီးမြို့ရဲ့နာမည်ကြီးထမင်းကျော်ဆိုင်မှာပါတယ်ပေါ့နော်ဒီဆိုင်ကဟင်းကနည်းနည်းရွေးစရာနည်းနည်းပဲရှိရပါတော့ကြက်သားရမယ်အမဲသားရမယ်ဘဲဥရမယ်ငါးကြော်ရမယ်နော်ကျွန်တော်ကတော့အဲ့ဒီကကြက်သားဟင်းနဲ့ပဲစားခဲ့တယ်ဒါထမင်းကျော်ရပြီပေါ့နော်ထမင်းကျော်ရတော့သူရန်ဟင်းနေနေပါလေးထည့်နေပေါ့ခဲညင်ဒီထောက်တော့ပါတော့ဒါထမင်းကျော်စားတော့အဲ့ဆိုင်ကဘလောက်ရောင်းကောင်းလဲဆိုတော့လေကျွန်တော်နောက်မှာမတည့်ရပြီးစားနေလူတွေကြည့်လိုက်အဲ့ဆိုင်ကိုမိုင်းပြီးစားနေတယ်လို့စားနေကြတော်တော်လေးရောင်းကောင်းတယ်ကျွန်တော်တော်တော်လေးကန်ကောင်းလို့ဒီထိုင်ကုန်ရတာဗောနော်ထမင်းကပါတဲ့အမောက်ဟာရန်ကုန်ကထမင်းကျော်ဆိုင်တွေတက်အမောက်ကပိုးပြီးနေတယ်ပြီးတော့သူ့ရဲ့ချက်ထားတဲ့ဆန်ကနည်းနည်းပြဲတယ်ဗောနော်ထမင်းကိုပျော့ပြဲစားလေးစားထားမရှိရလူတွေတော့ဒီထမင်းကျော်သိချိုက်မှာမဟုတ်ကျွန်တော်တို့ဆိုလဲထမင်းကျော်ဗောနော်ခက်မမာလေးစားတတ်တယ်ဆိုတော့ရတာကောင်းတယ်ဆိုပေမဲ့ဆန်အနေနဲ့ပြေတော့စားရတာတော့တိတ်တော့စင်မပြေဘူးဗောနော်ဒါပေမဲ့သူ့ရဲ့ဟင်းချက်ထားတဲ့ချက်သားကြီးကိုချက်ထားရရစားမယ်တော်တော်လေးကောင်းတယ်ချက်သားဆိုနူးအီညာပဲတော့ဒီနေ့စားတယ်ဗောအဲ့ဆိုင်ရောင်းအဲ့ထမင်းရောဆိုင်ရအမကြီးအလုံးဝလက်မလဲအောင်ရောင်းရတာဒီတန်နေနားထောင်ကြည့်ဗောနော်လောက်ရောင်းကောင်းတယ်ဆိုတာအသိရမှာနောက်ကလူကတော့ပါထည့်ဖို့လို့အချက်တော့ဖဲ့နေချက်တော့ကတ်နေတာဘလုံးကဖဲ့လို့မရဘူးအမေမကအတင်းဆုပ်ဖဲ့နေအဲ့တော့အသားပဲလေးရလာပြီနော်သူ့အသားလေးနူးညံ့ပြီးတော်တော်လေးစားလို့ကောင်းတယ်ငရုတ်သီးနဲ့ကိုသူကအဲ့လိုမဆက်ဖက်နဲ့ခက်ချိုလေးချက်ထားတာတော်တော်လေးစားကောင်းတယ်ချက်သားလည်းတော်တော်လေးကိုစားကောင်းတယ်ဟင်းနဲ့အေးရလဲစားလုံးဝရှယ်တယ်ကျွန်တော်စိတ်ကြိုက်ဆိုတော့ထမင်းလို့နည်းနည်းလေးမာပြီးချက်ပြီးကြော်လိုက်မှဆိုဒီထက်ပိုပြီးတော့ပိုပြီးစားကောင်းသွားမှထင်တယ်ဒါပေမဲ့တောင်ကြီးကမျိုးသားတွေတော်တော်များများက
ဒီအနေထားကိုအလုံးကြိုက်တယ်ဒီဆိုင်ကိုစားဖို့အတွက်သူတို့ကတကူတကအစောကြီးလာပြီးစားရတယ်ဗောနော်မနေ့၈နာရီလောက်ဆိုရင်ဒီဆိုင်လုံးဝကုန်သွားပြီအခုညစားနေအောင်စားပြီးသားနော်အဲ့တော့တဘော၄000တော့ပြရတယ်နော်ဒါကနိုင်ရပြီပတ်စပ်ထုတ်ပြီးရှင်းနေပြီဒါစားပြီးတော့စားပြီးတော့ကျွန်တော်တဲတဲ့ဟိုတယ်ကိုပြန်လျှောက်တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်